အားလုံးပဲမင်္ဂလာပါအခုကျွန်တော်တို့ရဲ့မနစ်ပူရဖြစ်ပေါ်တဲ့နာဂလူမျိုးတွေရဲ့ပြဿနာကိုလာတိပတာဖြစ်တဲ့တချို့ကတတိအမှန်တွေထက်အမှားတွေအများကြီးပဲရေးနေကြတယ်တချို့ကအမှန်တဝက်အမှားတော့ fake တွေလောက်ကျန်ဖန်တီးတဲ့အရာတွေတွေ့တယ်တချို့တော့ post တွေမှာဆိုရင်တန်ကိုနာကဆောင်ကသူတို့ရဲ့ဆောင်ပါသူတို့ရဲ့ခိုးထားရတဲ့ဆောင်ဖြစ်ပြနဲ့ပွဲတွေမှာအရေးကြီးပွဲတွေမှာသုံးပါတယ်ဆိုတဲ့အမျိုးတွေ fake news တွေလောက်ကျန်ဖန်တီးထားတဲ့ຢာတွေတချို့တော့ຢာကတစ်ခါဆိုးတွေတွေ့ရတယ်စာဖတ်တဲ့လူတိုင်းကဘယ်သူကကနဦးဘယ်သူကနောက်မှရောက်လာတယ်သူဆိုတာတိပတာဖြစ်တယ်တမိုင်းရဲ့ကျမပိုးပါတွေခွင့်ပြုချက်မရှိကိုလိုနီအစိုးရကသူတို့အုပ်စိတ်တန်းကြသူတို့ရဲ့အုပ်ချုပ်ရေးနဲ့ရသူတို့ရဲ့အကျိုးအစီအစဉ်ဖို့အတွက်ပဲသူတို့စဉ်းစားပဲလုပ်ခဲ့ကြတယ်ကိုကီချန်တွေက16-19ရာစုတွေမှာမြန်မာပြည်ကအိန္ဒိယကိုပြောင်းရွှေ့လာဆိုတဲ့မှတ်တမ်းတွေနဲ့တမိုင်းတွေအများကြီးရှိတယ်။ကျွန်တော်တို့နာဂလူမျိုးတွေကအဲ့ကလေးကမှရှိနေပြီးသားအဲ့ချင်းတို့ကကျွန်တော်တို့မှာအိန္ဒိယနာဂနဲ့မြန်မာနာဂဆိုလည်းမရှိဘူး။ကျွန်တော်တို့နာဂလူမျိုးတွေကသူတို့ရဲ့ပိုင်တွေဖြစ်တဲ့ပိုးပွားမီတွေကိုအထိမခံတဲ့အတွက်ကြောင့်အင်္ဂလိပ်ဆိုရကိုသူတို့အပြင်းထန်တိုက်ခတ်တွန်းလှန်တယ်။အင်္ဂလိပ်ဆိုရတွေကလည်းကျွန်တော်တို့နာဂလူမျိုးဒီလိုက်ခဲမှုတောင်ကိုပြပြတက်ခံခဲ့ရတယ်။ဒီဆိုရကသူစကန်နာထကိုကြီးချလူမျိုးကိုလည်းနဲ့စပေးတစ်ဖက်လိုဖိနေတဲ့ပုံစံလုပ်တယ်။ကျမတို့ကအဲ့တော့ကတားနဲ့လက်ကိုပဲတုံးတာ။တချို့ကပြောတယ်မနစ်ပူရမှာနာဂလူမျိုးတွေရဲ့နေမေဆိုမရှိပါဘူးတဲ့။တကယ်တော့1892မှာမနစ်ပူရနဲ့နာဂတောင်တန်းတွေရဲ့နေမေကိုရေးဆက်ခဲ့ရဖြစ်ဒီလိုရေးဆက်ခဲ့ခြင်းမှာလေကျမနာဂလူမျိုးတွေရဲ့ဘောတူညီချက်မပါဘူး။အဲ့ဒီတော့ကကျမတို့မှာအိန္ဒိယနာဂနဲ့မြန်မာနာဂဆိုမရှိဘူး1900နဲ့60လောက်မှာကျွန်တော်တို့အရှိအိန္ဒိယနာဂနဲ့မြန်မာနာဂဆိုပွဲသွားကြတာအဲ့ဒီနေ့ကျွန်တော်တို့ကနာဂလူမျိုးဆိုတနေရာတဲ့အတူတူရှိနေကြတဲ့လူမျိုးတွေဖြစ်တဲ့နာဂလူမျိုးတွေရဲ့တက်ခတ်မှုရန်ကနေကောက်ွယ်ဖို့အတွက်ကိုဗစ်ချင်းတွေကိုနေဆောင်တဲ့အနေနဲ့နေရာချထားလိုက်တယ်ကျွန်တော်တို့ပို့ပပိုင်နေမှာနေထိုင်ခဲ့တဲ့ဒီသဘောကဘယ်လိုလဲဆိုရင်အင်ရှင်ရဲ့ကွန်ပျူတာကိုမတောင်းမအိတ်တဲ့ဖြစ်တဲ့အင်းနဲ့ဆိုရကအိတ်တဲ့ဖြစ်တဲ့ကိုကီချင်းတွေကိုနေထိုင်ခဲ့တဲ့သဘောအစကတည်းကနေကျွန်တော်တို့အင်ရှင်ဆိုတဲ့နာဂလူမျိုးတွေကဆန္ဒပါခဲ့တာမဟုတ်ကျမတို့နာဂလူမျိုးတွေကဒီအရာကိုလာနေပါလို့ဖိတ်ခေါ်ခြင်းမရှိသလိုလက်ခံခြင်းလည်းမရှိဘူးကျမတို့နာဂလူမျိုးစာနေမင်းနဲ့ပတ်သက်ရင်အရန်ကိုတိကျပြသတဲ့လူမျိုးတွေဖြစ်တဲ့အရင်ကတည်းကနေမိမိရဲ့နေမျိုးပိုးပွားပိုင်အရန်ကိုတန်ဖိုးထားတဲ့ချင်းမြတ်လို့တဲ့ကာကွယ်တဲ့အသက်နဲ့အမျှဆောက်ရှောက်တဲ့လူမျိုးဖြစ်တဲ့အခုချင်းတည်းလဲကျမတို့နာဂလူမျိုးတွေမှာပေရွာကပေတောင်ပေမြစ်ကိုပိုင်ပါဆိုရင်လည်းတမစ်တိကျတဲ့တတ်မှတ်မှုရှိတယ်ဒီအရာထိခေါ်လို့မဖြစ်လို့ထိလို့လည်းမရပါဘူးဒီနဲ့ပတ်သက်ပြီးရတဲ့စကားပုံရှိပါတယ်မြေကြီးတလက်မမလို့မေမပေးရင်လို့ဆိုစကားပုံတွေကလကားမဟုတ်ဘူးပြန်လေဥပဒေနဲ့ဖက်ကြည့်လို့ဆိုလေတစ်ဖက်ကလည်းသူတို့ရတင်နေရမနေလာတဲ့တီမီကိုသူတို့တန်ရုပ်စင်ဖြစ်လာမယ်သူတို့အခွင့်အရေးတွေသူတို့ရှိတာကျွန်မပြောလို့ဘူးသူတို့မှလည်း human rights ဆိုတဲ့အခွင့်အရေးရှိပါတယ်ဒါပေမဲ့ Asian ရဲ့မိကိုသူတို့ရဲ့မိဖြစ်ဖို့အတွက်တောင်းဆိုနေတာမျိုးအပိုင်မျိုးတိမ့်နေကြတော့တရားမဝင်ဘူးလေနိုင်ငံတကာဥပဒေမှာရှိတဲ့ Asian ရဲ့ computer ကိုမရဘဲနဲ့တည်ယူခဲ့မယ်ဆိုရင်ဒီမီကိုပြန်လဲပြီးရော်ရတယ်လို့ငကိုမူလတဲ့အကုန်လုံးကိုပြန်ရယူမယ်ဆိုတဲ့စီမီဥပဒေလေးရှိပါဥပမာပေါ့ရှင်တို့ဒါဆိုရောရှင်တို့အိမ်ကို computer မရှိဘဲနဲ့ပိုင်ရှင်ရဲ့ရှင်းရဲ့ computer မရှိဘဲတခြားသူကလာနေခါနေဆိုရင်လာနေခါနေအပြင်အဲ့ဒီအိမ်ကိုပါသူ့အပိုင်ဖြတ်လုပ်မယ်ဆိုရှင်တို့ရောဟုတ်ကဲ့ယူပါဆို computer မှာလားအဲ့လိုမျိုးတော့ဘယ်သူမှမရှိဘူးနော်ဆိုတော့ကိုယ့်ရဲ့မြေကိုယ့်ရဲ့ပိုင်ကိုယ့်ရဲ့မြေကိုတော့ဘယ်သူမှဆိုကောက်ွယ်ကြမှာပဲအသက်နဲ့ရှိပြီလည်းကောက်ွယ်ကြမှာပဲသူတို့ပဲရေးစွနေလာတယ်လို့ရေးတာမျိုးရှိတယ်ပြီးရတဲ့တန်းတူညီမြအတူတူနေထိုင်ကြတာပါနေထိုင်နေတဲ့တူရဲဆိုပြီးတော့မှမားတဲ့ခုနှစ်တွေကိုတင်ပြရရှိတယ်ကျေးဇူးတင်တယ် God bless you